တဲစုငြိမ်မရယူနိုင်ခဲ့တဲ့ဝင်းနာစုကိုရိုင်းအောင်ယူပေးနိုင်မယ်လို့နိုင်ငံတကာဖန်နေစီကနေခံမှန်းခံနေရတဲ့မြင့်မြတ်မို့နဲ့တဲစုငြိမ်တို့က Miss Grand မြန်မာ2024မှာအတူတူရှင်ပြိုင်ခဲ့ကြတာပါတဲစုငြိမ်ကတရဖူရလို့ Miss Grand International 2024မှာ Second Runner FD ရယူပေးနိုင်ခဲ့ပါတယ်တကယ်တော့တဲစုငြိမ်နေရာမှာမြင့်မြတ်မို့ကသွားပြိုင်စီခြင်းတဲ့သူတွေကတကယ်ကိုများခဲ့ပါတယ်ဒါပေမဲ့ Mr. နဝက်တို့ကတဲစုငြိမ်ကိုကြိုက်လို့ရွေးချယ်လိုက်တာပါတဲစုငြိမ်ကလည်းအရေးချင်းရှိတာမလို့စုကောင်းကောင်းရယူပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်မြင့်မြတ်မို့ကို International ပွဲတွေမှာမမြင်လိုက်ရှာလို့စိတ်မကောင်းဖြစ်နေတဲ့သူတွေအတွက်ထူးရလင်ကမြင့်မြတ်မို့ကို Miss Cosmo 2025မှာသွားပြိုင်ဖို့အတွက်ရေးချယ်ခဲ့တာပါ Miss Cosmo 2025မှာမြင့်မြတ်မို့သွားပြိုင်မယ်လို့သိကြတဲ့ကအားလုံးကစိတ်ဝင်တစားကိုမှဖြစ်နေကြတာပါမြင့်မြတ်မို့ရဲ့အရေးချင်းတွေကိုနိုင်ငံတကာစင်မြင့်ထက်မှမြင်ရမှာဖြစ်တာကြောင့်ဝမ်းသာနေကြတာဖြစ်ပါတယ်မြင့်မြတ်မို့ကMiss Cosmo 2025ပြိုင်ပွဲကိုဒီဇင်ဘာမှာသာသွားပြိုင်ရမှာပါ။ပြိုင်ပွဲကိုတောင်မှတော့မပြိုင်ရသေးပေမဲ့သူမကိုယုံကြည်သူတွေကဒုနဲ့တည်းရှိခဲ့တာပါ။မြန်မာပြည်တွင်းကသူတွေမဟုတ်ဘဲနဲ့ပြည်ပကဖန်တွေကမြန်မာကိုစားပြုအနေနဲ့လာရောက်ရှင်ပြိုင်မဲ့မြင့်မြတ်မို့ကိုရှိနေကြတာဖြစ်ပါတယ်။မြင့်မြတ်မို့ကနိုင်ငံတကာအလှမဲ့ဖန်နေနဲ့ရှင်က Miss Cosmo 2025ရဲ့တော့ဝင်လာမယ်လို့ထင်နေကြတာပါ။ဒီနေ့ရဲ့ Miss Cosmo 2025ပြိုင်ပွဲကိုတိတ်ကျဲလာမယ်တချို့လာပြိုင်ကြမှာပါ။ထိုင်းဖိလစ်ပိုင်ကလာပြိုင်မဲ့အလှမဲ့တွေကမခေသူတွေဖြစ်ကြသလိုနာမည်ကြီးလာမယ်တွေပါဒီလိုပြိုင်မဲ့အကောင်းတွေနဲ့ရှင်ပြိုင်ရမယ့်အချိန်မှာတောင်မှနိုင်ငံတကာဖန်တွေကမြင့်မြတ်မို့ကို Top 5 ထိခံမဲနေကြတော့မှာပဲမြင့်မြတ်မို့က Top 5 ဝင်ကဝင်းနာစုကိုချင်းချောက်နိုင်မဲ့အလှမဲ့ဖြစ်ရမယ်လို့ထင်နေကြတာပါထူးရလင်ကလည်းဒီ6လအတွင်းမှာမြင့်မြတ်မို့ကိုအလှဆုံးနဲ့အထက်မြင့်ဆုံးဖြစ်အောင်လုပ်ပေးသွားမှာပါကတ်ဝါအတွက်လေးထိုင်းနိုင်ငံကနာမည်ကြီးကတ်ဝါထိန်နာကိုငားပေးသွားမှာဖြစ်ပါတယ်မြင့်မြတ်မို့က ESK ကလည်းကောင်းမိသားအလှမဲ့ဖြစ်တဲ့အတွက်ဘုသူတပိုင်းကိုသာဖြစ်သွားမှာဖြစ်ပါတယ်မြင့်မြတ်မို့ရဲ့ကတ်ဝါကလည်းကောင်းမိသားဖြစ်ပေမဲ့ပို့ပြီးတော့အဆင်ပြေကကြော်ရှင်းအောင်ပြင်ဆင်သွားမှာပါမြင့်မြတ်မို့သွားပြိုင်တဲ့ခါကျရင်တော့တဲစုငိမ့်လိုနိုင်ငံတကာဖန်တွေကရှိနေတဲ့အထိဖြစ်ဖို့ရကိုင်နှုန်းကများလို့နေပါပြီမြင့်မြတ်မို့ကတရဖူကိုခံမှန်းလို့ရှာတဲ့အနေအထားဖြစ်တာမလို့ Miss Cosmo 2025ရဲ့ဝင်းနာစုကိုရှုပေးနိုင်မလားဆိုပြီးတော့ပရိသတ်တွေကတိတ်တခိုးလေးကိုခံမှန်းနေကြတာဖြစ်ပါတယ်မြင့်မြတ်မို့ဘက်ကတော့အကောင်းဆုံးလုပ်ပြမယ်လို့သာပြောကတေချာပေါက်ရှုပေးမယ်ဆိုပြီးတော့မပြောထားပါဘူးမြင့်မြတ်မို့ကဒရမာခင်းရတာလည်းမကြိုက်သလိုအလုံးနဲ့တက်သေးပြရတာပါဒါပေမဲ့နိုင်ငံတကာဖန်တွေကတောင်မှသူမကိုအေးချင်းသိနေတာမလို့ Hobbit ထဲမှာအဆက်မပြတ်ခံမှန်းနေတာပါထူရလင်ကလည်းသူ့ရဲ့နာမည်ကိုပြန်ထိန်းနိုင်ဖို့အတွက်မြင့်မြတ်မို့ကိုပုတ်ဩကပန့်ပိုးမှာတေချာပါပြီတဲစုငိမ့်မရယူပေးနိုင်ခဲ့တဲ့ဝင်းနာစုကိုရယူပေးနိုင်မယ်လို့နိုင်ငံတကာဖန်တွေစီကနေပြီးတော့ခံမှန်းနေခဲ့မြင့်မြတ်မို့တရားလုံနိုင်မယ်ထင်လားဆိုတာပြောခဲ့ပေးပါအောင်ရှင်အစုံနေ့ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်အားပေးနှဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်နောက်နေ့ဒီမှာလည်းခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်ဒီလေးနုပညာရှင်တွေရဲ့သတင်းတွေပြန်လာခဲ့ပါအောင်မယ်ရှင်ဒီလိုလောက်နဲ့ပဲနှုတ်ဆက်ခဲ့ကြပါမယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်